မင်္ဂလာပါရှင်လိုက်စာတီဗီရဲ့အပတ်စဉ်ဗုဒ္ဓဟူးညနဲ့စနေညမှာထုတ်လွှင့်နေတဲ့ဗမာတိုင်းသားပါရာဖြစ်သတင်းတင်ဆက်မှုအစီအစဉ်မှကြိုဆိုလိုက်ပါရရှင်။ယင်းညတင်ဆက်ပေးရမယ့်သတင်းတွေကတော့ဝါပနာလူမှုကူညီရေးအဖွဲ့အစည်းမှမိုင်တန်ယာနီးပတ်ဝန်းကျင်ရှိပြည်သူများကိုအစားအသောက်ကူညီပေးတဲ့သတင်းမုံလိုက်ခက်မှာအောက်ဆီဂျင်စက်ရုံဖွင့်လှစ်ထားတဲ့သတင်းကချင်ဆပ်စတိတ်ဒေသမှာဒေသခံပြည်သူများတနက်နဲ့ပြစ်ခတ်ခံရမှုမကြာခဏဖြစ်ပွားနေတဲ့သတင်းတွေကိုတင်ဆက်ပေးရမှာဖြစ်ပါတယ်။ဝန်ပေါင်းနင်းထွဲဝပနာလူမှုကူညီရေးအဖွဲ့အစည်းမှမိုက်ကြရမြို့နယ်အနီးပတ်ဝန်းကျင်ရှိပြည်သူများကိုစာဝတ်နေရေးကူညီပေးခဲ့တယ်လို့ဒေသခံများမှသိရပါတယ်။မိုက်ကြရရှိပြည်သူများចောင်းသားများနဲ့အလုလာလုပ်တဲ့အလုသမားများကိုငွေကြေးဆန်နဲ့စားသုံးကုန်တချို့အပြင်တီးနှံမျိုးစေ့များကူညီထောက်ပံ့ပေးခဲ့တယ်လို့လည်းသိရပါတယ်။မိုင်ဂျာယာမြို့တွင်ကိုဗစ်ရောဂါအခြေအနေဆိုးလာတဲ့အတွက်ကုန်စည်နှုန်းများမြင့်တက်လာပြီးကိုယ်တိုင်စိုက်ပျိုးလာတတ်အောင်ရည်ရွယ်ပြီးတော့ဒီနံမျိုးစိတ်ကိုပေးခဲ့တာဖြစ်တယ်လို့ဝါပနာဆီယာမဂျန်မော်ကော့ဖန်ကအခုလိုပြောပါတယ်။ကိုဗစ်ကာလမှာတတ်နိုင်တဲ့ဘက်ကကူညီပေးတာဖြစ်တဲ့ပြောင်းပူးစေးတွေပေးတယ်။မိုင်ဂျာယာမှာစားသုံးကုန်စည်နှုန်းတက်လာတဲ့အတွက်မိသားစုစားဝတ်နေရေးအတွက်ငွေကြေးအခက်အခဲရွတ်နေလောင်ကိုယ်တိုင်စိုက်စားတတ်အောင်ပေးတာဖြစ်တယ်။မိုင်ဂျာယာနီးပတ်ဝန်းကျင်ရှိပါကထုံစစ်ဆောင်စခန်းလနဇုပ်ဂျာစစ်ဆောင်စခန်းပုံစစ်ပါစစ်ဆောင်စခန်းနဲ့ခေါင်းပါစစ်ဆောင်စခန်းမှာစစ်ဆောင်ပြည်သူများကိုလည်းတွားရောက်ကူညီပေးခဲ့တယ်လို့သိရပါတယ်ရှင်။ KIA ဘဟုကိုဗစ် -19 ရောဂါကာကွယ်နေနည်းရေးကော်မတီမှအရေးပေါ်အောက်ဆီဂျင်လိုအပ်တဲ့လူနာများအလွယ်တကူအခက်အခဲမရှိရယူနိုင်ဖို့အောက်ဆီဂျင်ထုတ်လုပ်တဲ့စက်ရုံကိုမုံလိုက်ခက်မှာဖွင့်လှစ်ထားပြီးဖြစ်ကြောင်းသိရပါတယ်။၎င်းစက်ရုံကိုအော်တိုဘာလ29ရက်နေ့မှစတင်အကောင့်ထဲပေါ်ဆောင်ရွက်နေတာဖြစ်ပြီးနိုဝင်ဘာလ20ရက်နေ့မှအောက်ဆီဂျင်တွေကိုထုတ်လုပ်ပေးနေပြီဖြစ်ပြီးမုံလိုက်ခက်အောက်ဆီဂျင်ထုတ်လုပ်စက်ရုံမှတနရက်တွင်အောက်ဆီဂျင်5ဘူးတစ်နေ့မှာဘူး100ထုတ်ပေးနိုင်ပြီဖြစ်ကြောင်းအောက်ဆီဂျင်စက်ရုံတာဝန်ခံဆရာဝန်မန်ရှန်ယင်းဘုံကပြောပါတယ်။ယခုလက်ရှိလိပ်စာမြို့တွင် COVID-19 positive လူနာ1480ဆေးကုသမှုခံယူနေသူရှိကြောင်းလည်းသိရပါတယ်ရှင်။ကချင်ဆပ်စတိတ်ဒေသမှာဒေသခံပြည်သူများတနက်နဲ့ပြစ်ခတ်ခံရမှုမကြာခဏဆိုသလိုဖြစ်ပွားနေပြီးနိုဝင်ဘာလအတွင်းမှာပြည်တနက်ထိမှန်တိတ်ဆုံးသူ2ဦးရှိဖြစ်ကြောင်းလည်းသိရပါတယ်။ကိုခိုင်မြို့နယ်ပြည်ထောင်စုလမ်းမကြီးမှာကောင်းလင်ကျေးရွာသွားတဲ့လမ်းခွဲမှာနိုဝင်ဘာလ25ရက်နေ့6နိုင်ချိန်ခန့်ကဆိုင်ကယ်တစည်းစီဖြစ်ဆိုင်အိတ်တီဆောင်လာတဲ့ဒေသခံပြည်သူ3ဦးကိုတနက်ဖြစ်လိုက်လာပြစ်ခတ်ခံရကြောင်းသိရပါတယ်။၎င်းတို့3ဦးဟာကောင်းလင်ရွာသားများဖြစ်ပြီးနမ်ဂွတ်ကျေးရွာတို့စံကျိတ်ပြီးအပြန်လက်နက်ကအဖွဲ့လူတစုရဲ့ရည်ရွယ်ချက်ရှိပြစ်ခတ်ခြင်းခံရကြောင်းလည်းသိရပါတယ်။လက်နက်ကအဖွဲ့ရဲ့ပြစ်ခတ်ခြင်းခံရတဲ့အတွက်ဦးလမာကုမ်အောင်အသက်23နှစ်မှာဦးကောင်းတင်တနက်ကြီးထိမှန်ကနေရာမှာပြင်ပွဲချင်းပြီးတေဆုံးကမောင်ခုမ်ဘရန်ခုမ်အောင်အသက်16နှစ်လဲခြေမျက်စိတွင်ထိခိုက်ဒဏ်ရာရရှိသွားကြောင်းကြံတူးမှထွက်ပြေးလွတ်မြောက်သွားတယ်လို့ဒေသခံသတင်းမီဒီယာများမှပြောဆိုထားတာတွေ့ရပါတယ်။၎င်းလက်နက်ကန်အဖွဲ့မှာဘယ်သူဘယ်ဝါဆိုတာတိတိကျကျမသိသေးပေမဲ့ထိုပြစ်ခတ်မှုမဖြစ်ခင်ညနေ3:45မိနစ်ခန့်ကစစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့မှနမ်ဂွတ်ကျေးရွာကနေရွှေကင်းတာဘက်လှုပ်ရှားသွားတာရှိတဲ့အတွက်၎င်းဖွဲ့ကဖြစ်နိုင်ခြေရှိတယ်လို့ဒေသခံများထင်ကြေးပေးနေကြပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကလည်းစစ်ကောင်စီတပ်မ69မှစစ်ရေးလှုပ်ရှားလာစဉ်ရာတော်မှပြန်လာတဲ့အသက်56နှစ်အရွယ်မော်တုံးဒေသခံမျိုးသားတဦးကိုရိုက်နှက်နှိပ်စက်တနက်ဖြစ်ပစ်တက်ကမြေမြုပ်အလောင်းဖျောက်တာတွေလည်းရှိခဲ့ကြောင်းသိရပါတယ်ရှင်။လိုက်စာတီဗီရဲ့ယနေ့ညဗမာတိုင်းသားပါတာဖြစ်သတင်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်ပေါင်းကာယစိတ်နှဖျားဒုက္ခပြေဝပြီးကပ်ယောဂအပေါင်းမှကင်းဝေးနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။